လန်းဆောင်မှာတော့အလုတ်ခွင်ထဲမှာလူတိုင်းကြောက်ရတဲ့ဥက္ကဋ္ဌဟာအိမ်မှာတော့သူ့ရဲ့သမီးလေးကိုအစားစားဖို့အတင်းချော့ကျွေးနေရတယ်။ကလေးဆိုးလေးကလည်းသမီးမစားဘူး၊ဗိုက်လည်းမစားဘူး၊စားချင်စိတ်လည်းမရှိဘူးလို့ပြောနေတယ်။ဥက္ကဋ္ဌစိတ်ညစ်နေတဲ့အချိန်မှာပဲလက်ထောက်ရောက်လာပြီးဒါကမိထွေးအဖြစ်ရှောက်ထားတဲ့သူပါ။ဘာလို့သူမကိုစမ်းကြည့်ခွင့်မပေးတာလဲလို့ပြောလိုက်တယ်။ဥက္ကဋ္ဌကမင်းနာမည်ဘလို့ခေါ်လဲလို့မေးတော့ဆိုနီယန်ပါလို့ပြန်ဖြေတယ်။ဒါဆိုရင်သူမကိုစားအောင်စမ်းကြည့်လိုက်ဆိုကထမင်းပက်ကန်လေးပေးလိုက်တယ်။ဆိုနီယန်ကတော့ကလေးနာသွားပြီးမင်္ဂလာပါကလေးလေးလို့နှုတ်ဆက်လိုက်တော့ကလေးကခုံအောက်ဝင်ပုံသွားပြီးထွက်သွားပါငါမိထွေးမလို့ချင်သေးဘူးလို့ပြောလိုက်တဲ့ဆိုနီယန်ကတော့ဘေးကအယုတ်လေးကိုကင်ပြီးကလေးလေးများများစားရမယ်နော်ဘိုက်ပြည့်နေမှလှလှပပဝတ်စားဆင်ရင်ဖို့စွမ်းရင်ရှိမှာပေါ့မဟုတ်လားမစားတဲ့ကလေးရဲ့မျက်နှာကခြိုက်ဝင်နေကြမှာလို့ပြောလိုက်တယ်ကလေးကမျက်ရည်လေးနဲ့ဟုတ်လားလို့မေးလိုက်တော့ဆိုနီယန်ကအိုးဒီမှာလဲကလေးတယောက်ရှိနေသေးတာလားမင်းလဲစားကျင်လို့လားလို့မေးလိုက်တယ်စားကျင်တယ်ဆိုကကလေးကတလုတ်စားလိုက်တယ်ကလေးစားနေတာကိုကြည့်ပြီးဥက္ကဋ္ဌပြုံးသွားကလက်ထောက်ကိုဒီညသူ့အတွက်အခန်းပြင်ပေးလိုက်လို့ပြောလိုက်တယ်လက်ထောက်ကလည်းဟုတ်ကဲ့ပါဆိုကထွက်သွားတယ်လမ်းမှာလက်ထောက်ကဒီအခန်းကမင်းကလေးရဲ့အခန်းပါမှတ်ထားပါတတိယထပ်ကိုဘယ်တော့မှမသွားပါနဲ့အဲ့ဒီနေရာကသမရရဲ့တီးတက်နေရာပါလို့တတိပေးလိုက်တယ်ဒီလိုမျိုးလဲရှိတာလားလို့ဆိုနီယန်မေးတော့ဟုတ်တယ်အရင်ကအမျိုးသမီးတယောက်စီးမြင့်တွေကိုမသိပဲသမရရဲ့အခန်းကိုခိုးဝင်ဖို့ကြိုးစားတယ်သမရကသူမကိုသတင်းပေါက်ကနေပြစ်ချလိုက်တယ်လို့ပြောလိုက်တယ်ဆိုနီယန်ကြောက်သွားပြီးစိတ်ချပါကျမမှာအခြားအတွေးမရှိပါဘူးလို့ပြောလိုက်တယ်။နောက်တနေ့မှာကလေးကခွေးကြီးနဲ့အတူထမင်းစားနေတော့ဥက္ကဋ္ဌရောက်လာပြီးဆိုနီယန်မင်းကငါသမီးကိုခွေးနဲ့အတူစားခိုင်းနေတာလားလို့မေးလိုက်တယ်။ချစ်စရာကလေးလေးကတော့ဖေဖေသမီးတို့ကဂိမ်းကစားနေတာလို့ပြောလိုက်တယ်။ဘာဂိမ်းလဲလို့မေးတော့သမီးကသူ့ထက်အများကြီးပိုစားနိုင်ရင်သမီးသူ့ကိုထိန်းချုပ်လို့ရမယ်။အဲ့ဒါဆိုသူကသမီးရဲ့မြင်းစည်းသူရဲကောင်းဖြစ်လာမယ်။သမီးကသူ့ထက်ပိုတန်ပါတယ်လို့ပြန်ဖြေလိုက်တယ်။လက်ထောက်ကလည်းဥက္ကဋ္ဌဆိုနီယန်ရဲ့နီလန်းကနည်းနည်းထူးဆန်းပေမဲ့တကယ်ထိရောက်ပါတယ်ဒီနေ့မွန်းလွဲပိုင်းတင်ကလေးကထမင်းသုံးမကန်စားခဲ့ပြီးပုံမှန်ထက်နှစ်ဆပိုစားခဲ့တာပါလို့ပြောလိုက်တယ်ဥက္ကဋ္ဌကတော့ပိုစားတယ်ဆိုတာထက်သူမစည်းကမ်းတွေကိုချိုးဖောက်နိုင်တယ်လို့မဆိုလိုဘူးလူနဲ့ခွေးအတူစားနေတာကတော့မသိလျော်ဘူးလို့ပြောလိုက်တယ်လက်ထောက်ကလည်းစိတ်မပူပါနဲ့ဥက္ကဋ္ဌရွှေရောင် retriever golden retriever ခွေးလေးကအမြဲတမ်းရှင်းနေပါတယ်ကလေးရဲ့ဇွန်းကလည်းသူ့ကိုမထိပါဘူးလို့ပြောလိုက်တယ်ဥက္ကဋ္ဌကလည်း okay ဒီနေရာကိုတန်ရှင်းရေးလုပ်လိုက်လို့အမိန့်ပေးလိုက်တယ်ဆိုနီယန်ကတော့ကလေးလေးထမင်းစားပြီးပြီဆိုတော့ဥယျာဉ်ထဲလမ်းလျှောက်ထွက်ကြမယ်လို့ပြောလိုက်တယ်ဥက္ကဋ္ဌကတော့အပေါ်ထက်ကနေဆိုနီယန်နဲ့ကလေးလန်းလျှောက်နေတာကိုကြည့်နေတယ်လက်ထောက်ကလည်းကလေးလေးကအစားစားရတာနဲ့လေ့ကျင့်ခန်းလုပ်ရတာကိုမုန်းတီးပါတယ်ဒီနေ့တော့သူကထမင်းစားရုံတင်မကပဲလမ်းလျှောက်ဖို့ပါကမ်းလှမ်းခဲ့ပါတယ်လို့ပြောလိုက်တယ်ဥက္ကဋ္ဌကလည်းဟုတ်တယ်သူဒီလောက်မပြောရတာကြာပြီမဟုတ်လားလို့မေးလိုက်တော့ဟုတ်ပါတယ်ဒီတစ်ခါတော့တင့်တော်တဲ့သူကိုတကယ်ရှာတွေ့သွားပါပြီလို့လက်ထောက်ကပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာကလေးနဲ့ဆိုနီယန်တို့ဝင်လာတော့ဥက္ကဋ္ဌကဆိုနီယန်ခဏလောက်စကားပြောရအောင်လို့ပြောလိုက်တယ်ဆိုနီယန်ကဘာလို့ပေးရမလဲဥက္ကဋ္ဌလို့မေးလိုက်တော့ကျန်နာတွေကိုအိမ်ကူနဲ့ထားခဲ့ငါမင်းနဲ့တခုခုပြောဖို့လိုတယ်လို့ပြောလိုက်တယ်ချစ်စရာကလေးလေးကတော့အမြန်သွားပါပြီးရင်သမီးကိုအိယာဝင်ပုံပြင်ပြောပြမယ်လို့ကျွန်တော်တို့သဘောတူထားတယ်လို့ပြောလိုက်တယ်ဆိုနီယန်ကကောင်းကောင်းနေတော့ကလေးလေးမကြခင်ပြန်လာခဲ့မယ်လို့ပြောလိုက်တော့ဟုတ်ကဲ့သမီးဆောင်နေမယ်လို့ကလေးကပြန်ဖြေလိုက်တယ်ဆိုနီယန်ကဥက္ကဋ္ဌကျမကိုဘာပြောစရာရှိလို့လဲလို့မေးလိုက်တော့ဥက္ကဋ္ဌကဆရာမဆုံခမားကကလေးတွေနဲ့ရမ်းတော်တယ်တဲ့မှာကလေးရှိဘူးလားလို့မေးလိုက်တယ်ဆိုနီယန်ကကျမတခါမှကလေးမယူဘူးပါဘူးကျမမကွာရှင်းခင်တုန်းကအရင်ရောက်မရဲ့ကလေးကိုပြုစုဆောက်ရှောက်ပေးခဲ့ဘူးလို့ပါလို့ပြောလိုက်တယ်ကျမခင်ပွန်းဟောင်းရဲ့မိသားစုကကျမရဲ့ဝင်ငွေနည်းလွန်းနေဆိုပြီးအလုပ်ထွက်ဖို့ဖိအားပေးတယ်အလုပ်ထွက်ပြီးတော့သူ့ညီမရဲ့အိမ်ကူကိုပါအလုပ်ထွက်ခိုင်းပြီးကလေးထိန်းတာအိမ်လုပ်တွေလုပ်ပေးဖို့ကျမကိုခိုင်းတယ်လို့ဆက်ပြောလိုက်တယ်ဥက္ကဋ္ဌကအဲ့ဒါကြောင့်ကွာရှင်းခဲ့တာလားလို့မေးလိုက်တော့ဟုတ်ပါတယ်သူတို့မိသားစုကကျမကိုဘယ်တော့မှမလေးစားခဲ့ဘူးသူတို့အမြင်မှာကျမဘာလို့လို့အမြင်မှားနေတာပဲလို့ပြန်ဖြေလိုက်တယ်ပြီးတော့တော်ပါပြီဒီအကြောင်းတွေထပ်မပြောကြရအောင်ဒါကိုအရင်ကြည့်ပါလို့ပြောကဥက္ကဋ္ဌကဖိုင်တစ်ခုပေးလိုက်တယ်ဆိုနီယန်ကဖိုင်ကိုယူပြီးမျက်လုံးပြူသွားတယ်ဥက္ကဋ္ဌကယူယူရဲ့အမေကသူ့ငငယ်လေးတွေကဆုံးသွားခဲ့တယ်ဒါကြောင့်သူကမလုံခြုံဘူးလို့ထင်ပြီးအပြင်မထွက်ဘူးအိမ်ထဲမှာပဲနေရတာကိုကြိုက်တယ်ငါကအလုပ်တွေနဲ့အရန်ရှုပ်နေတော့သူ့အတွက်အချိန်မပေးနိုင်ဘူးလို့ပြောလိုက်တယ်ဆိုနီယန်ကမိထွေးရှာဖို့အလုပ်ခန့်ကြော်ညာတင်ထားတာအံ့ဩစရာမရှိပါဘူးလို့ပြောလိုက်တော့ဥက္ကဋ္ဌကဟုတ်တယ်သူ့ကိုတကယ်ချစ်ပြီးစိတ်ရှည်တဲ့မိန်းမတစ်ယောက်ကိုသူ့ရဲ့မိထွေးအဖြစ်ထားချင်တာလို့ပြောလိုက်တယ်ဆိုနီယန်ကတော့စိတ်ချပါယူယူကိုကျမတေချာဂရုစိုက်မှာပါမင်းကကျမကိုနေရာတစ်ခုပေးရင်ရပါပြီအိမ်အောင်ပြုလက်ထက်ခွင့်လိုင်းစင်တောင်မလိုပါဘူးလို့ပြောလိုက်တယ်ဥက္ကဋ္ဌကတော့ကျွန်တော်တို့လိုအပ်တယ်သူမအတွက်တည်ငြိမ်တဲ့အမေတစ်ယောက်ကိုလိုချင်တာအိမ်အောင်ရဲ့အတီးပြုတ်မှုတသက်ပါစိတ်မပူပါနဲ့တလကိုဒေါ်လာ20သူညပေးမှာပါလို့ပြောလိုက်တယ်ဆိုနီယန်ကတော့အလွန်ပျော်ရွှင်သွားပြီးဒေါ်လာ20သူညလားကျမဘလို့သုံးရတယ်မလားလို့မေးလိုက်တယ်ဥက္ကဋ္ဌကဟုတ်ပါတယ်ဒါကမူလကလေးကမင်းအတွက်ပါသဘောတူတယ်ဆိုရင်နောက်3ရက်အတွင်းအရက်ဘက်ရေးရာဘျူရိုမှာလက်ထပ်ခွင့်လိုင်စင်သွားလို့ရအောင်လို့ပြောလိုက်တယ်လက်ထပ်မပုံတင်ရုံရောက်တော့ဝန်ထမ်းမလေးကမစ်စစ်ဆွန်ကွာရှင်းထားတာ3ရက်ပဲရှိသေးတယ်လက်ထပ်မပုံတင်လုပ်ချင်တာတေချာပါရဲ့လား
လို့မေးလိုက်တယ်စွန်နီယန်ကဟုတ်ပါတယ်တေချာပါတယ်လို့ပြန်ဖြေလိုက်တယ်ဥက္ကဋ္ဌကလည်းမြန်လုပ်ပေးပါလို့ပြောလိုက်တယ်လက်ထက်စာအုပ်ရသွားတဲ့အချိန်မှာတော့စွန်နီယန်ကကွာရှင်းပြီး3ရက်အကြာမှာပဲပြန်လက်ထပ်လိုက်ရတယ်ငါဘဝကတကယ်ရေးစရာကောင်းတဲ့ဇုံဝင်ခံတစ်ခုပဲလို့စိတ်ထဲမှာတွေးနေတယ်အိမ်ထဲရောက်တော့ချစ်စရာကလေးလေးကဒီနေ့ကရုံးပိတ်ရလားဘာလို့ဟင်းပွဲတွေအများကြီးပြင်ထားတာလဲလို့မေးလိုက်တယ်လက်ထောက်ကဒီနေ့ကကောင်းတဲ့နေ့ပါမမလေးပိုစားတဲ့နဲ့လို့ပြောလိုက်တယ်ဥက္ကဋ္ဌကလက်စုပ်ဘူးလေးထုတ်ပေးလိုက်တော့စွန်နီယန်ကမလိုပါဘူးကျမအတွက်အဲ့ဒီလောက်မလိုပါဘူးလို့ညင်းလိုက်ပြီးငါတို့ကစာချုပ်နဲ့လက်ထပ်ထားတာပဲရှိတာပါလို့ပြောလိုက်တယ်ဥက္ကဋ္ဌကတော့ငါတို့မှာတရားဝင်လက်ထပ်လိုက်စင်ရှိတယ်ဒီကိစ္စကိုပြီးပြည့်စုံအောင်လုပ်ရမယ်အပြင်လူတွေကကုမိသားစုကလက်စွပ်လေးတောင်မဝယ်ပေးနိုင်ဘူးလို့ပြောကြလိမ့်မယ်လို့ပြောကသူမကိုလက်စွပ်ဝတ်ပေးလိုက်တယ်စွန်နီယန်ကခမရဲ့အကြီးတန်းအိမ်ကူတွေကိုလည်းဒီလိုလက်စွပ်ဝတ်ပေးတာလားလို့မေးလိုက်တော့ယူယူကအရန်လာတာပဲမင်းသမီးလေးတိုင်းပဲလို့ချီးကျူးလိုက်တယ်စွန်နီယန်ကကျမကမင်းသမီးမဟုတ်ပါဘူးယူယူနတ်သမီးလေးရဲ့နတ်သမီးအမိပါလို့ပြောလိုက်တယ်ယူယူကနတ်သမီးဆိုတာဘာလဲလို့မေးလိုက်တော့နတ်သမီးဆိုတာနတ်သမီးလေးရဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်ပေးတဲ့သူပါလို့စွန်နီယန်ကပြန်ဖြေလိုက်တယ်ဒါဆိုသမီးဆူတောင်းလို့ရမလားရတာပေါ့သမီးလုံနိုင်ပါတယ်လို့ပြောလိုက်တယ်အိမ်တော်ထင်းကြီးကတော့ဝမ်းသာမျက်ရည်တွေကျလာပြီး3နှစ်ရှိပြီးမမလေးနောက်ဆုံးတော့ပြန်ပြုံးလာပြီးလို့ပြောလိုက်တယ်အဲ့ဒီညမှာတော့ယူယူလေးကစွန်နီယန်ရဲ့အခန်းထဲကိုရောက်လာပြီးအန်ဒီသမီးအိမ်မပြောဘူးလို့ပြောလိုက်တယ်စွန်နီယန်ကဘာဖြစ်လို့လဲအိမ်မက်ဆိုးမက်လို့လားလို့မေးလိုက်တော့ယူယူကသမီးအိယာဝင်ပုံပြင်နားထောင်ခြင်းနဲ့သမီးရဲ့တငယ်တန်းတငယ်ချင်းတွေအားလုံးအိယာဝင်ပုံပြင်တွေနားထောင်ကြတယ်လို့ပြောလိုက်တယ်အန်ဒီကသမီးရဲ့နတ်သမီးလို့ပြောခဲ့တယ်မဟုတ်လားသမီးရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်လို့လည်းပြောခဲ့တယ်ဒါဆိုသမီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမလားအရင်ကအတော်တွေအားလုံးကတော့ညှင်းဆန်ခဲ့ကြတယ်လို့ယူယူကမျှော်လင့်တကြီးပြောလိုက်တယ်စွန်နီယန်ကယူယူရဲ့ခေါင်းလေးကိုအသာပုတ်တက်ပြီးလာပါဒီနေ့အန်တီကပုံပြင်တစ်ပုတ်ပြောပြမယ်โอเคလားလို့ပြောလိုက်တယ်ယူယူကဝမ်းသာအားရနဲ့တကယ်လားလို့မေးလိုက်ပြီးအိယာဘော်ကိုချက်ချင်းတက်သွားတယ်စွန်နီယန်ကကဲမျက်လုံးလေးမိတ်လိုက်ရုံလေးတစ်ကောင်ရဲ့ပုံပြင်ကိုပြောပြမယ်လို့စတင်ပြောနေတော့ယူယူကရုံလေးမှာအမေရှိလားလို့မေးလိုက်တယ်စွန်နီယန်ကဟုတ်တယ်ရုံလေးမှာအမေရှိတယ်လို့ဖြေလိုက်တော့ယူယူကဒါဆိုအဲ့ဒီရုံလေးကအရန်ပျော်နေမှာပေါ့လို့တိုးတိုးလေးပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတော့စွန်နီယန်ရဲ့နှလုံးသားနာကျင်သွားတယ်သူမကယူယူရဲ့ခေါင်းလေးကိုအသာပုတ်ပြီးအနာဂတ်မှာယူယူလေးလည်းအရန်ပျော်ရွှင်ရမှာပါလို့ပြောလိုက်တယ်ယူယူကဒါဆိုအန်တီကသမီးကိုပုံမြင်တွေအမြဲပြောပြရမယ်နော်လို့ပြောလိုက်တော့ဟုတ်ကဲ့အန်တီလုပ်ပေးမယ်လို့စွန်နီယန်ကအပြုံးနဲ့ပြန်ဖြေလိုက်တယ်ယူယူကထပ်မံပြီးဒါဆိုအန်တီထွက်မသွားဘူးနော်လို့မေးလိုက်တော့စွန်နီယန်ကမသွားပါဘူးလို့ပြောပြီးယူယူကိုအသာအရာချော့သိပ်လိုက်တယ်နောက်တနေ့မနက်မှာလက်ထောက်ကဥက္ကဋ္ဌမင်းညကမမလေးကမစ္စစွန်ရဲ့အခန်းထဲမှာအိတ်ခဲ့ပါတယ်လို့သတင်းပို့လိုက်တယ်ဥက္ကဋ္ဌကသူ့အခန်းထဲမှာမအိပ်ဘူးလားလို့မေးလိုက်တော့လက်ထောက်ကမစ္စစွန်ကညကအိယာဝင်ပုံပြင်ပြောပြပေးခဲ့လို့ပါလို့ပြန်ဖြေလိုက်တယ်ဥက္ကဋ္ဌကခေါင်းငိတ်လိုက်ပြီးစွန်နီယန်ကတကယ်အတော်လေးတော်တဲ့သူပဲလို့ချီးကျူးလိုက်တယ်ဆက်လက်စောင့်ကြည့်ပေးပါချစ်စရာယူယူလေးကတော့နောက်တနေ့မှာထမင်းကိုအားရပါရစားနေပြီးပေကြံနေတော့စွန်နီယန်ကတုတ်ပေးနေတော့ဥက္ကဋ္ဌကမင်းညကယူယူမင်းနဲ့အိတ်ခဲ့တယ်မဟုတ်လားလို့မေးလိုက်တယ်ဟုတ်ပါတယ်မင်းညကအိယာဝင်ပုံပြင်ပြောခိုင်းလို့နားထောင်ရင်းနဲ့အိတ်ပျော်သွားတာပါလို့စွန်နီယန်ကပြန်ပြောတယ်ဥက္ကဋ္ဌကတော့ကျေးဇူးတင်ပါတယ်မင်းရန်စူးစမ်းခဲ့တာပဲယူယူကလည်းမင်းကိုတော်တော်ချစ်ပုံရတယ်မင်းရဲ့လစာကိုဒေါ်လာ30တူညထပ်ထည့်ပေးမယ်လို့ပြောလိုက်တယ်စွန်နီယန်ကတော့အလောက်မလိုအပ်ပါဘူးဒါကကျမလုပ်တဲ့အလုပ်ပါလို့ပြန်ပြောတယ်ဥက္ကဋ္ဌကဘာမှမဖြစ်ပါဘူးဒါကမင်းရန်စူးစမ်းလို့ပေးတာပါလို့ဆိုတယ်ချစ်စရာယူလေးကတော့ယူလိုက်ပါအန်တီလည်းသမီးနဲ့ကစားရတာပင်ပန်းပါတယ်နောက်လဲအိယာဝင်ပုံမြင်တွေပြောပြပါလို့ပြောတယ်စွန်နီယန်ကကောင်းပါပြီလို့ပြန်ပြောလိုက်တယ်ဥက္ကဋ္ဌကစွန်နီယန်ရဲ့လက်ကလေးကိုကင်ပြီးကျေးဇူးတင်ပါတယ်လို့ပြောတော့မျက်နှာလေးတွေရဲသွားပြီးဥက္ကဋ္ဌလည်းထွက်သွားတယ်စွန်နီယန်ကတော့ကောင်းပါပြီလို့ပြောပြီးမစ္စတာကူရဲ့လက်ကိုမတော်တဆထိမိသွားတယ်သူ့လက်တွေအယမ်းပူတယ်လို့သူမကတွေးလိုက်တယ်ယူယူဒီနေ့တော့အဖိုးကြီးအိမ်တော်ထိန်းနဲ့ကစားနော်လို့ပြောလိုက်တော့ယူယူလေးကအန်တီပဲသွားမလို့လဲသမီးနဲ့ဘာလို့မကစားတာလဲလို့မေးတယ်စွန်နီယန်ကအန်တီဆေးရုံသွားမှာပါမကြခင်ပြန်လာခဲ့မယ်ဟုတ်လားလို့ပြောတယ်ယူယူလေးကဘာလို့ဆေးရုံသွားရတာလဲအန်တီနေမကောင်းဘူးလားလို့မေးတယ်အန်တီထားတာမဟုတ်ပါဘူးဆေးကုံသွားလို့ဆေးရုံကိုသွားယူမှာပါလို့စွန်နီယန်ကပြန်ဖြေတယ်ယူယူလေးကဒါဆိုသမီးလဲလိုက်မယ်လို့ပြောတယ်စွန်နီယန်ကယူယူလေးအပြင်ထွက်ရတာမကြိုက်ဘူးဆိုအန်တီအတွက်ကိုအတင်းကျပ်မလုပ်ပါနဲ့အိမ်မှာပဲစောင့်နေတာပါလို့ပြောတယ်အဲ့ဒီအချိန်မှာအိမ်တော်ထင်းကြီးရောက်လာပြီးယူယူကမင်းကိုထွက်သွားမှာကိုကြောက်နေတာသူမကိုမလိုချင်တော့ဘူးလို့ထင်နေတာလို့ပြောတယ်စွန်နီယန်ကအန်တီကဘာလို့ပြန်မလာရမှာလဲယူယူကိုအန်တီကဂရိပေးတယ်အများဆုံး2နာရီပဲယူယူလေးနဲ့ဆော့ဖို့တေချာပြန်လာမယ်လို့ပြောတယ်ယူယူလေးငုံနေတော့မျက်ရည်တွေတုပ်ပေးရင်အန်တီဂရိပေးတယ်ဆေးယူပြီးတာနဲ့ချက်ချင်းပြန်လာမယ်ယူယူလေးအတွက်ကိတ်မုံလေးဝယ်လာမယ်လို့ပြောတယ်ယူယူလေးကတကယ်လားအန်တီဘယ်တော့ကလိန်ဖူးလို့လဲလို့ပြောတယ်အဲ့ဒီနောက်ယူယူလေးကပြေးထွက်သွားပြီးနောက်ကနေ2ယောက်သားလိုက်သွားကြတယ်ယူယူလေးကကားဘေးမှာငိုရင်းသမီးလဲလိုက်မယ်အန်တီဘယ်သွားသမီးလိုက်မယ်လို့ပြောတယ်အိမ်တော်ထင်းကြီးကမစ္စဆွန်ယူယူလေးကိုခေါ်သွားပါလမ်းမှာဘေးကင်းအောင်ဂယုစိုက်ပါပြဿနာရှိရင်ဖုန်းဆက်လိုက်ပါလို့ပြောတယ်ဆေးရုံရောက်တော့ဆရာဝန်ကမစ္စဆွန်ဒီတစ်ခါစစ်ဆေးချက်ကအရန်ကောင်းတယ်မင်းရဲ့စိတ်ကြယောဂကအရင်တစ်ခေါက်ထက်အများကြီးသက်သာလာတယ်လို့ပြောတယ်စွန်နီယန်ကအရန်ကောင်းတယ်ကျေးဇူးတင်ပါတယ်ဒေါက်တာလို့ပြောတယ်ဆရာဝန်ကဆေးကိုတော့တေချာတော့ပါနောက်လာပြန်လာစစ်ဖို့မမေ့ပါနဲ့လို့ပြောတယ်
ယူယူလေးကအန်တီထမင်းကောင်းကောင်းမစားလို့ဖျားတာလားလို့မေးတယ်ဒါကတမျိုးတော့ဟုတ်တယ်လို့ဆရာဝန်ကပြောတယ်ယူယူလေးကဒါဆိုအန်တီဘာယောဂါဖြစ်တာလဲလို့ထပ်မေးတယ်ဆိုနီယန်ကအန်တီကရင်ထဲမှာဝမ်းနေနေုံပါဘာမှမဖြစ်ပါဘူးလို့ပြောတယ်ယူယူလေးကအိတ်ထဲကတကြားလုံးထုတ်ပေးပြီးအဖေကပြောတယ်တကြားလုံးကနာကျင်မှုကိုမေ့စေတဲ့ဒါစားပြီးရင်အန်တီဝမ်းနေမှာမဟုတ်တော့ဘူးလို့ပြောတယ်ဆိုနီယန်ကယူယူလေးကိုဖတ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောတယ်ယူယူလေးကအသမီးကြီးလာရင်အန်တီကိုကာကွယ်ပေးမယ်လို့ပြောတယ်မစ္စတာအကုကအိမ်တော်ထိန်ပြောတန်ကြားပြီးဒီနေ့ယူယူလေးအပြင်ထွက်ခဲ့တယ်ဆိုတာသိလိုက်တယ်ယူယူအိမ်ကနေသုံးနှလုံးလုံးအပြင်မထွက်ခဲ့ဘူးအားလုံးမင်းကြောင့်ပဲလို့သူကပြောတယ်ဆိုနီယန်ကမလိုပါဘူးမစ္စတာကုလာစာကအရန်ကောင်းနေပါပြီလို့ပြောတယ်မစ္စတာကုကတခုခုလိုအပ်ရင်ပြောပါလို့ဆိုတယ်ဆိုနီယန်ကအသုံးပြုပြီးသားကားတစ်စီးလောက်လိုချင်ပါတယ်3သိန်းတန်လောက်အလုပ်ကိစ္စအတွက်လွယ်ကူအောင်ပါလို့ပြောတယ်မစ္စတာကုကငါ့ကိုယ်တောင်ထဲမှာကားတွေရှိတယ်မင်းယူချင်ရင်ယူလိုက်လို့ပြောတယ်ဆိုနီယန်ကမလိုပါဘူးဈေးကြီးလွန်းပါတယ်လို့ပြောတယ်။အောက်ကထကုကမင်းကတခြားသူတွေလိုမဟုတ်ဘူးဈေးသက်သာတာပဲလိုချင်တယ်လို့ပြောတယ်။နောက်တစ်နေ့မှာယူယူလေးကကားအစ်စ်ကိုကြည့်ပြီးဒါဘာကားလဲအရန်သေးတယ်လို့ပြောတယ်။အိမ်တော်ထိန်ကဒါမစ္စဆွန်ရဲ့ကားပါလို့ပြောတယ်။ယူယူလေးကအရန်လာတယ်ကြိုက်တယ်လို့ပြောတယ်။ဆိုနီယန်ကယူယူလေးအန်တီနဲ့ဈေးဝယ်လိုက်မလားလို့မေးတယ်။ဈေးထဲရောက်တော့ယူယူလေးကငါးလေးတွေကိုကြည့်ပြီးအရန်လာတယ်လို့ပြောတယ်။ဆိုနီယန်ကငါးလေးတစ်ကောင်လောက်ထည့်ပေးပါလို့ပြောတယ်။ဈေးဝယ်ပြီးနောက်ဆိုနီယန်ကယူယူလေးအန်တီလက်ထဲမှာပစ္စည်းတွေများနေတယ်ကူပေးပါလားလို့ပြောတယ်။ယူယူလေးကဒီငါးကအရန်နံနဲ့မလုံနိုင်ဘူးလို့ပြောတယ်။ဆိုနီယန်ကကားစီကိုတည်သွားပေးပါလို့ပြောတယ်။အဲ့ဒီအချိန်မှာလင်းဟောင်းနဲ့တွေ့သွားတယ်။မစ္စတာဆိုမတွေ့တာကြပြီလို့လင်းဟောင်းကပြောတယ်။ဆိုနီယန်ကမင်းကနောက်လိုက်နေတာလားလို့မေးတယ်။ချူးလင်ချွန်ကဒါကမင်းလိုချင်တဲ့ဘဝတစ်ပေါ်လားအိမ်တော်ကနေလက်ပလာနဲ့ထွက်သွားပြီးအခုတော့ကလေးထိန်လုံနေတာပေါ့လို့ပြောတယ်။ဆိုနီယန်ကချူးလင်ချွန်အတိတ်ပဲမရှိတာတွေမပြောနဲ့ရှင်ကကျမကိုစိတ်ပူနေတာလားလို့ပြောတယ်။စိတ်ကြယောဂဖြစ်တုန်းကရှင်တို့မိသားစုကကျမကိုနှိမ်ချခဲ့တယ်ခုမှမဟန်ဆောင်နဲ့လို့ဆိုနီယန်ကပြောတယ်။ချူးလင်ချွန်ကငါကမင်းကိုပွဲရပြီးချင်းလက်ထပ်ခဲ့တာလို့ပြောတယ်။ဆိုနီယန်ကသုံးနှလုံးလုံးအစီခံလိုလုပ်ခဲ့ရတာကိုဘာလို့မပြောတာလဲလို့ပြောတယ်။ရှင်တို့မိသားစုကလူလိုမဆက်ဆံခဲ့ဘူးလို့သူမကပြောတယ်။ချူးလင်ချွန်ကအနည်းဆုံးစားစရာနဲ့အဝတ်စားတော့ရခဲ့တယ်မဟုတ်လားလို့ပြောတယ်။ငါကအလုပ်ကိစ္စနဲ့ကလပ်ရောက်နေတာမင်းမိသွားတယ်တကယ်ကွာရှင်းရကြိုးနဲ့လားလို့မေးတယ်။ဆိုနီယန်ကရှင်ကအပြင်မှာမိမတခြားနဲ့ပွေရှုပ်နေတာကိုအမှုအသေးမွားလို့ထင်နေတာလားလို့ပြောတယ်။ချူးလင်ချွန်ကယောက်ျားတွေကတခါတလေမှားတာပဲလို့ပြောတယ်။ယူယူလေးကရှေ့ကနေဝင်ပြီးငါအန်တီကိုမထိနဲ့မင်းကလူဆိုးပဲလို့ပြောတယ်။ချူးလင်ချွန်ကငါမိသားစုကိုတောင်းပန်ပြီးပြန်လက်ထပ်ဖို့စဉ်းစားပေးမယ်လို့ပြောတယ်။ဆိုနီယန်ကမလိုပါဘူးလို့ပြုံးပြီးပြောတယ်။တခြားတယောက်အတွက်ပဲတင်ထားလိုက်ပါလို့ဆိုတယ်။ချူးလင်ချွန်ကနောင်တမရနဲ့လို့ပြောပြီးထွက်သွားတယ်။ကားထဲမှာယူယူလေးကအန်တီဖုန်းလာနေတယ်လို့ပြောတယ်။ဆိုနီယန်ကကားရက်လိုက်တယ်။ဖုန်းကင်လိုက်တော့တစ်ဖက်ကဆိုနီယန်ပြန်လာခဲ့မစ္စတာချူရောက်နေတယ်မင်းကကလေးထိန်လုံနေတာလားလို့ပြောတယ်။ဆိုနီယန်ကကလေးထိန်လုံတာဘာဖြစ်လို့လဲသူများကိုလိန်နေတာမဟုတ်ဘူးလို့စိတ်ဆိုးစွာနဲ့ဖုန်းချလိုက်တယ်။ပြီးတော့ငိုနေတယ်။ယူယူလေးကတရှူးလေးပေးပြီးလူကြီးတွေငိုတာရှက်စရာမဟုတ်ဘူးအဖေကပြောတယ်ငိုလိုက်ရင်နောက်ထပ်မခံစားရတော့ဘူးလို့ပြောတယ်။ဆိုနီယန်ကပြုံးလိုက်တယ်။ယူယူလေးကအန်တီမကြောက်ပါနဲ့ယူယူလေးရှိတယ်လို့နှစ်သိမ့်ပေးလိုက်တယ်။ဆိုနီယန်ကယူယူလေးနဲ့စော့ကစားနေတော့အိမ်တော်ထင်းကြီးကလာပြောတယ်။မစ္စတာဆွန်ရဲ့အမေပြင်မှာရောက်နေပါတယ်။ဆိုနီယန်ကထွက်သွားမယ်လို့တော့ယူယူလေးကသမီးလဲလိုက်မယ်လို့ပြောပြီးအတူလိုက်လာတယ်။အပြင်မှာတော့ဆိုနီယန်ရဲ့အမေကတကားကိုရိုက်ပြီးအော်ဟစ်တောင်းကျမ်းနေတယ်။ဆိုနီယန်နဲ့ယူယူလေးထွက်လာတာနဲ့ဆိုနီယန်ကမေးလိုက်တယ်။အမေဘာလို့ဒီမှာရောက်နေတာလဲ။အမေကတော့အမေပတ်စံလာတောင်းတာမင်းအကိုရဲ့တို့သမီးအတွက်တင်တောင်းကြေးကိုမင်းပေးရမယ်လို့ပြောတယ်။ဆိုနီယန်ကကျမမှာပတ်စံမရှိဘူးလို့ပြန်ပြောတော့အမေကဒီလောက်စိန်ခံအိမ်ကြီးမှာနေပြီးပတ်စံမရှိဘူးလို့ပြောတယ်။မင်းရဲ့အကိုကိုသူများထင်သေးတာမြင်ကျင်လို့လားလို့ပြန်ပြောတယ်။ဆိုနီယန်ကဒါကသူ့ကိစ္စပါသမီးနဲ့မဆိုင်ဘူးလို့ပြောလိုက်တယ်။အမေကမင်းကသူ့ရဲ့ဇနီးဖြစ်နေပြီးသူ့ပတ်စံကမင်းပတ်စံပဲမဟုတ်ဘူးလားလို့ပြောတယ်။ဆိုနီယန်ကအမေသမီးချူအိမ်တော်မှာ3နှစ်နေလာခဲ့တုန်းကရောက်ခမရဲ့နှိမ့်ဆက်မှုတွေကြောင့်စိတ်တက်ကြခဲ့ရတယ်။အမေကသမီးကိုတခါမှဂယုမဆိုင်ခဲ့ဘူး။အခုတော့ကွာရှင်းပြီးမှပတ်စံအတွက်ပဲပေါ်လာတာလို့ပြောတယ်။အမေကငါကမင်းကိုကြွေးမွေးဆောက်ရှောက်လာတာမင်းရဲ့အကိုကငါတို့မိသားစုရဲ့တူးလေးသောအမွေဆက်ခံသူယောက်ျားလေးပဲသူ့မင်္ဂလာပွဲအတွက်မင်းမဲပေးရမယ်လို့ပြောတယ်။ဆိုနီယန်ကငငယ်ကလေးကအမေကသူ့ကိုပဲဂယုဆိုင်ခဲ့တာလို့ပြောပြီးထွက်သွားတော့အမေကယူယူလေးကိုလက်ညှိုးထိုးပြီးဒီကလေးကသူ့မလားမင်းဖေကသူ့မကိုပတ်စံပေးထားလားလို့မေးလိုက်တယ်။ဆိုနီယန်ကချက်ချင်းသတိထားမိပြီးသူ့ကိုလွှတ်လိုက်ကလို့အော်ကအမေကိုတွန်းဖယ်ပြီးယူယူလေးကိုဖတ်ထားလိုက်တယ်။ယူယူလေးငိုနေတော့ဆိုနီယန်ကထွက်သွားလို့စိတ်တူတူနဲ့ပြောလိုက်တယ်။အမေကမင်းဘသူနဲ့စကားပြောနေတာလဲသိရလားလို့ပြောတော့ဆိုနီယန်ကကျမပြောပြီးပြီကျမမှာပတ်စံမရှိဘူးစုမိသားစုရဲ့ကိစ္စကကျမနဲ့မဆိုင်ဘူးလို့ပြက်ပြက်သားသားပြောလိုက်တယ်။အမေကမင်းကချမ်းသာတဲ့လူတစ်ယောက်နဲ့လက်ထပ်ပြီးအခုအမေကိုတော့မမှတ်မိတော့ဘူးလို့ဆက်ပြောနေတော့ဆိုနီယန်ကယူယူလေးကိုချီပြီးအိမ်ထဲဝင်သွားတယ်။ယူယူလေးကြောက်နေတော့ဆိုနီယန်ကမကြောက်နဲ့အန်တီရှိတယ်လို့နှစ်သိမ့်ပေးနေတော့အကိုတို့လင်မယားရောက်လာတယ်။အကိုကမင်းကငါညီမပဲမင်းရဲ့မကြီးကိုမဂယုမဆိုင်တော့ဘူးလားလို့ပြောပြီးလင်မကတော့ဘိုက်ကိုကင်ကကျမကစုမိသားစုရဲ့မြေးလေးကိုလွှဲထားရတာလို့အော်ဟစ်နေတယ်။ဆိုနီယန်ကမြင်ကွင်းဖန်တီးလို့ပြီးပြီလားလို့ပြောနေတော့ဥက္ကဋ္ဌကူရောက်လာပြီးဘာတွေဖြစ်နေတာလဲလို့မေးလိုက်တယ်။အမေကချက်ချင်းပြေးသွားပြီးတမတ်လေးငါကဆိုနီယန်ရဲ့အမေပါမိသားစုကိစ္စဆွေးနွေးဖို့လာတာပါလို့ပြောတယ်
ဥက္ကဋ္ဌကူကလက်ထောက်ကိုဒီလူတွေကိုထွက်သွားခိုင်းလိုက်နောက်တစ်ခါပြန်လာရင်ရဲခေါ်လိုက်လို့အမိန့်ပေးလိုက်တယ်။ဆိုနီယန်ကခုလိုဖြစ်သွားလို့တောင်းပန်ပါတယ်။သဘောတူညီချက်ကိုအဆုံးသတ်ကြရအောင်ရှင်နဲ့ယူယူလေးကိုဒီရှုပ်ထွေးတဲ့မဆွဲသွင်းချင်ဘူးလို့ပြောတယ်။ဥက္ကဋ္ဌကူကငါတို့ကမိသားစုပဲယူယူရောငါရောမင်းပေးမှာရက်တီပေးမယ်လို့ပြောလိုက်တဲ့ယူယူလေးကလည်းဆိုနီယန်ကိုနှစ်သိမ့်ပေးရှာတယ်။ဥက္ကဋ္ဌကူကအိမ်ကူကပြောတယ်ယူယူလေးကမင်းနဲ့ကစားကျင်နေတဲ့မင်းအိမ်ရေးကိုနှောက်ယှက်မိသွားလားလို့မေးတော့ဆိုနီယန်ကဒါကကျမလုပ်ပါကျမလည်းအစောကြီးကလေးကနိုးနေပါတယ်ကျမလည်းယူယူကိုအရန်ချစ်တာပဲလို့ပြောတယ်ယူယူလေးကဟုတ်တယ်အန်တီကသမီးကိုအရန်ချစ်တယ်လို့ဝင်ပြောလိုက်တယ်ဥက္ကဋ္ဌကူကကျေးဇူးတင်ပါတယ်မင်းကြောင့်ယူယူလေးပို့ပြီးပွင့်လင်းလာတယ်မင်းမလာခင်တုန်းကဆိုသူမကအခန်းထဲမှာပဲတစ်နေ့လုံးစကားမပြောဘဲနေနေတာလို့ပြောတယ်ဆိုနီယန်ကဒါကကျမလုပ်တဲ့အရာပါယူယူကလည်းသူ့ဘာသာသူဂရုစိုက်နိုင်ပါတယ်လို့ပြန်ပြောတယ်ဥက္ကဋ္ဌကူကတခုခုလိုအပ်တာရှိရင်ပြောပါငါတက်နိုင်သမျှဖြည့်ဆည်းပေးမယ်လို့ပြောတော့ဆိုနီယန်ကမလိုပါဘူးရှင်ပေးထားတဲ့လစာနဲ့တင်အရန်များနေပါပြီတည်ငြိမ်တဲ့ဘဝလေးနဲ့ယူယူကိုဂရုစိုက်ချင်ပါတယ်လို့ပြောလိုက်တယ်ဥက္ကဋ္ဌကူထွက်သွားပြီးနောက်လက်ထောက်ကိုရွှေမိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးစစ်ဆေးပါလက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ project တွေကိုလည်းရပ်ဆိုင်းလိုက်လို့အမိန့်ပေးလိုက်တယ်အောက်ကိုကြည့်လိုက်တော့ဆိုနီယန်နဲ့ယူယူလေးစော့ကစားနေတာကိုမြင်ရပြီးဘသူမှမင်းကိုထပ်ပြီးအနိုင်မကျင့်နိုင်တော့ဘူးလို့စိတ်ထဲမှာတွေးလိုက်တယ်ယူယူလေးနဲ့ဆိုနီယန်တို့မုံလို့ဖို့ပြင်ဆင်နေတော့အိမ်တော်ထင်းကြီးကအိမ်မှာလူဦးရေများလာပြီလို့ပြောတော့ဆိုနီယန်ကလူပိုများလေတက်ဝင်လှူရှားမှုရှိလေတကယ်အိမ်တစ်လုံးကိုခံစားရတယ်လို့ပြောတယ်ဥက္ကဋ္ဌကိုဝင်လာတော့ယူယူလေးကဖေဖေအန်တီလှုပ်ထားတဲ့မုံကအရန်ရတာရှိတယ်မြည်ကြည့်ပါလို့ပြောတယ်ဥက္ကဋ္ဌကူကမုံကိုစားကြည့်ပြီးအရန်ရတာရှိတယ်အပြင်ဆိုင်တွေထက်တောင်ပိုကောင်းတယ်လို့ချီးကျူးတယ်ဆိုနီယန်ကရှင်ကြိုက်တာပဲဝမ်းသာပါတယ်လို့ပြောလိုက်တယ်နောက်ပိုင်းမှာဆိုနီယန်အပြင်မှာလင်းကြီးခံနေတော့ဥက္ကဋ္ဌကူကရေတစ်ခွက်ကမ်းပေးပြီးမိသားစုကိစ္စတွေကြောင့်စိတ်ညစ်နေတာလားလို့မေးတယ်ဆိုနီယန်ကမဟုတ်ပါဘူးဒါတွေကအတိတ်မှာကြံခဲ့ပါပြီနောက်ဆုံးတော့မိသားစုဆိုတဲ့ချီနှောင်မှုကနေလွတ်မြောက်လာခဲ့ပြီလို့ပြောတယ်ဥက္ကဋ္ဌကူကအရာအလုံးကိုငါကင်တွယ်ပြီးပြီနောက်ဆိုသူတို့ထပ်ပြီးမင်းကိုနှောက်ယှက်ရဲမှာမဟုတ်ဘူးလို့ပြောလိုက်တယ်ဆိုနီယန်ကအန်အော်ပြီးကြည့်နေတော့ဥက္ကဋ္ဌကူကငါတို့ကမိသားစုပဲမင်းရဲ့မကျေနပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးမင်းရဲ့အားနည်းချက်တွေကိုကာကွယ်ပေးမယ်လို့ပြောတယ်ဆိုနီယန်ကမျက်ရည်ကျရင်ကျေးဇူးတင်ပါတယ်မစ္စတာကူဘသူမှကျမကိုဒီလိုမကာကွယ်ပေးဘူးလို့ပြောလိုက်တယ်ဥက္ကဋ္ဌကူကအခုကစပြီးမင်းအနားမှာအမြဲရှိနေပေးမယ်လို့ပြောတယ်အဲ့ဒီနောက်ဥက္ကဋ္ဌကူကဆိုနီယန်နဲ့ယူယူလေးစော့ကစားနေတာကိုကြည့်နေတော့အိမ်တော်ထင်းကြီးကမစ္စဆွန်ရောက်လာတဲ့ကနေ့စဉ်လှုပ်ဆောင်မှုတွေကိုကောင်းကောင်းစီစဉ်ပေးုံတင်မကပဲအိမ်တစ်ခုလုံးပိုအသက်ဝင်လာတယ်လို့ပြောတယ်ဥက္ကဋ္ဌကူကဟုတ်ပါတယ်လို့သဘောတူလိုက်တယ်ထမင်းဝိုင်းမှာတော့ယူယူလေးကအန်တီစားပါလို့ဟင်းတွေခတ်ထည့်ပေးနေတယ်ဆိုနီယန်ကကျေးဇူးပါယူယူလေးလို့ပြောတော့ဥက္ကဋ္ဌကူကကျမ်းမာရေးကိုဂရုစိုက်ပါအတိတ်ကိုတွေးပြီးစိတ်မပူနေနဲ့လို့ပြောတယ်ဆိုနီယန်ကယူယူလေးနဲ့ဒီမှာနေနိုင်တဲ့၍ကျမအရန်ကျေနပ်ပါတယ်လို့ပြောလိုက်တယ်ဥက္ကဋ္ဌကူကဆိုနီယန်ဒါကမင်းရဲ့ခိုးလုံရတယ်မကဘူးဒါကမင်းရဲ့အိမ်ပဲလို့ပြောတယ်ယူယူလေးကဖေဖေဒါကအန်တီနဲ့သမီးလုပ်ထားတဲ့အိမ်ပုံစံလေးလို့ဂုဏ်ယူစွာပြောလိုက်တယ်ဆိုနီယန်ကတော့ဒီရက်ပိုင်းဥက္ကဋ္ဌကူကညနေ9 နာရီဆိုအလုပ်ဆင်းလာတယ်ဒေဝါလီခံရမှာမကြောက်ဘူးလားလို့စိတ်ထဲမှာတွေးနေတယ်ယူယူလေးကဒါကဖေဖေအတွက်ပါလို့ပြောတယ်နောက်ဆုံးဆိုနီယန်ကမမေးပဲမနေနိုင်တော့ပဲဥက္ကဋ္ဌကူဒီရက်ပိုင်းအစောကြီးပြန်လာတာကုမ္ပဏီမှာပြဿနာရှိလို့လားလို့မေးလိုက်တယ်ဥက္ကဋ္ဌကူကဘာမှမဖြစ်ပါဘူးဘာလို့မေးတာလဲလို့မေးတော့ဆိုနီယန်ကအရင်ကအမြဲနောက်ကျမှပြန်လာတာအခုတော့အစောကြီးပြန်လာလို့ပါလို့ပြောတယ်ဥက္ကဋ္ဌကူကရဲပြီးငါဒေဝါလီခံရမှာစိုးလို့လားစိတ်ချပါကုမ္ပဏီကအရန်ကောင်းတယ်မင်းလဲလစာပြေဝရမှာပါလို့ပြောတယ်ဆိုနီယန်ကကောင်းတာပေါ့ကျမကရှင်အတွက်စိတ်ပူနေတာရှင်ရောကလည်းပိုကောင်းလာပြီးမိသားစုနဲ့အတူအချိန်ပိုဖြုံးတင်တယ်လို့ပြောတယ်ဥက္ကဋ္ဌကူကငါနဲ့ယူယူလေးကမင်းရဲ့မိသားစုပဲလို့ပြောလိုက်တယ်ယူယူလေးကဟုတ်ပါတယ်လို့ဝင်ပြောလိုက်ပြီးဥက္ကဋ္ဌကူကဆရာဝန်ကယူယူလေးကြောင့်ငါကျမ်းမာရေးပိုကောင်းလာတယ်လို့ပြောတယ်လို့ပြောကယူယူလေးကိုလမ်းလျှောက်ရအောင်ခေါ်သွားလိုက်တယ်